ဆက်တွေကိုကြိုက်ကြတဲ့သူတွေရှိကြလားယူလီယာကတော့ပရစ်နဲ့ပိုးစာကိုအကြိုက်ဆုံးပါပဲဒီမှာကတော့ပရစ်အကောင်ကြီးရတွေကရှာလို့ပိုးစာလေးပဲကြော်စားဖြစ်ပါတယ်ဒါပထမဆုံးကြော်ဖူးတာဖြစ်ပြီးတော့ကြတော့ခရီးကထလည်းမများပါဘူးအရင်ဆုံးယူလီယာကမှုရအောင်လို့ပြင်းတော်သိမ်းရွက်လေးနဲ့ကရန်ငရုတ်သီးချောင်းလေးကိုအရင်ကြော်လိုက်ပါတယ်ပြီးရင်တော့ဇပလင်လေးတွေကိုထုထောင်ပြီးတော့ကြတော့တေးသေးလေးတွေဖြတ်ပြီးတော့ထည့်လိုက်ပါတယ်ဒါလေးတွေကတော့ပိုးစာလေးကိုစားရတာလေးထည့်ပြီးတော့နှဲထားတာပါတခြားလေးမီအေးနဲ့ကြော်လိုက်ပါမယ်နော်ယူလီယာကတော့နည်းနည်းတော့ကျွတ်သွားပါတယ်ပြီးရင်တော့ပြင်းတော်သိမ်းနဲ့ငရုတ်သီးလေးတွေကိုဆယ်ယူထားပါမယ်နော်ယူလီယာကတော့ငရုတ်သီးတောင်အတူလေးထဲမှာဆိုရင်ဒီကရန်ငရုတ်သီးတောင်ကိုအရန်ကြိုက်ပါတယ်စီပြန်ပူလာပြီဆိုရင်ပိုးစာလေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်နော်ပိုးစာကောင်လေးတွေကအနှစ်အပြည့်လေးနဲ့ဆိုတော့ကြတော့စိတ်စိတ်လေးနဲ့စားကောင်းပါတယ်မီအေးနဲ့ပဲခပ်ဖွားဖွားလေးလှမ်းပြီးကြော်ပြပါမယ်နော်ပိုးစာကောင်လေးတွေကလေကန်ရင်လည်းတရုတ်တရာလေးကန်ရတာပေါ့နော်အစိမ်းဝယ်လာပြီးသွားရင်သူ့ကိုဖိမိရင်လည်းအထက်အနှစ်တရာထွက်သွားတတ်ပါတယ်ယူရကတော့ရေနဲ့ပဲဖွားဖွားဆေးလိုက်တာပေါ့နော်သူ့မှာတခြားထောက်စရာအညစ်အကြေးလည်းမပါဘူးလို့ထင်ပါတယ်ယူရကတော့ဒီတိုင်းပဲကြော်လိုက်တာပါယူရကတော့ချက်မိုင်မှာတော့ဒီပိုးစာကောင်လေးတွေကအရန်ပေါ်ပါတယ်အတင်စားကြော်ပြီးသားလေးတွေလည်းရောင်းသလိုတော်သေးလေးတွေမှာလည်းဒီလိုမျိုးအစိမ်းလေးရောင်းတတ်ပါတယ်ယူလီယာကတော့ခဏခဏအတင်စားဝယ်စားရတာမတန်ဘူးထင်တာလို့ဒီလိုမျိုးလေးကိုယ့်အကူကြော်စားလိုက်တာပါအခုကြော်တာကပန်90ဘို့ပါမြန်မာငွေနဲ့တွက်ရင်တော့6500ဘို့လောက်ရှိပါတယ်ကဲပိုးစာလေးလည်းကြက်ပြီးပေါ့နော်ယူလီယာကတော့အရင်ချအောင်မထားပဲစူစူအီအီလေးနဲ့စားမှာပါနည်းနည်းပေါ့သွားလို့ပေါ့နော်ယူလီယာကကြော်ပြီးတဲ့အခါမှာစားလေးနည်းနည်းဖြူလိုက်ပါသေးတယ်ပြီးရင်တော့တက်ကြော်ထားတဲ့ပြင်းတော်သိန်းနဲ့ငိုသီးတောင်လေးတွေထည့်ပါမယ်နော်ဒီလိုမိုးတွင်းမှာအလွမ်းအဆေးလုပ်ဖို့ဆိုရင်အရန်ကိုလိုက်ဖက်တဲ့အမီးလေးလည်းဖြစ်တယ်ပေါ့နော်လွမ်းနေဆိုရဲဆိုတာလည်းလူပုတ်ကိုပဲလွမ်းလို့ရတာမဟုတ်ပါဘူးအရင်တော့ကြုံခဲ့ရတဲ့ဘွားလေးတွေကိုပြန်ပြီးတော့လဲတန်းတာလို့ရပါတယ်နော်ပြန်မရနိုင်တော့တဲ့နေ့ရက်လေးတွေကိုတန်းတာရင်တစ်ခါတလေမှစိတ်အပန်းပြေဒီလိုမျိုးလေးကိုလည်း treat လုပ်ဖို့မမေးနဲ့နော်